တာယာလှတဲ့ကျေးလက်ရွာလေးတစ်ရွာမှာဦးလေးမြနဲ့ဖိုးသားဆိုတဲ့အိမ်ကြီးချင်းနှစ်ယောက်ရှိပါတယ်။ဦးလေးမြကတော့အလုပ်ကြိုးစားတဲ့တောင်သူကြီးတဦးဖြစ်ပြီးဖိုးသားကတော့အလုပ်ကိုင်မရှိဘဲအမြဲတမ်းပြေးနေတဲ့သူတစ်ယောက်ပါတနေ့မှာတော့ဦးလေးမြကပူပြင်းတဲ့နေပူထဲမှာမြေဆွေးတွေတဲပြီးစိုက်ပျိုးရေးအတွက်ပြင်ဆင်နေပါတယ်။ဒါကိုတစ်ပင်ရိပ်မှာအိတ်နေတဲ့ဖိုးသားကမြင်တော့လှမ်းနောက်လိုက်ပါတယ်။ဖိုးသားကတန်းဝေရင်းနဲ့ဦးလေးမြရာဒီလောက်ပူအိုက်နေတာကိုဘာလို့ဒီလောက်ပင်ပန်းပန်းလုပ်နေတာလဲအေးဆေးနားနေပါလားလို့ပြောပါတယ်။အဲ့ဒီအခါဦးလေးမြကပြုံးပြီးတော့အခုမပင်ပန်းရင်နောင်ခါမတက်တာဘူးဖိုးသားရဲ့အပင်ဆိုတာအချိန်ပေးပြီးတေးသေးချာချာပြုစုမှအတီးပွင့်စားရတာကွာလို့ပြန်ပြောလိုက်ပါတယ်။ဦးလေးမြကဖိုးသားကိုသင်ငန်းစာပေးချင်တာနဲ့မျိုးစေ့တစ်စေ့ထုတ်ပေးလိုက်ပါတယ်ကဲ။ဒါဆိုရင်မင်းကိုငါမျိုးစေ့တစ်စေ့ပေးမယ်ငါလဲတစ်စေ့ဆိုင်မယ်ဘသူအပင်ကအတီးရင်တီးမလဲကြည့်ကြတာပေါ့လို့စိန်ခေါ်လိုက်ပါတယ်ဖိုးသားကလည်းလွယ်ပါတယ်ဆိုပြီးလက်ခံလိုက်ပါတယ်နောက်ရက်တွေမှာတော့ဦးလေးမြကသူ့ရဲ့မျိုးစေ့ကိုမြေစီလွာကောင်းကောင်းမှစိုက်နေတိုင်းရေလောင်းပြီးပေါင်းတင်ပေးပါတယ်ဖိုးသားကတော့သူ့ရဲ့မျိုးစေ့ကိုအိုးတလုံးနဲ့ပြစ်ထည့်ထားပြီးဘာမှမလုပ်ပဲဖုံးကြည့်လိုက်အိတ်လိုက်နဲ့ပဲအချိန်ကုန်နေပါတယ်ဖိုးသားကစိတ်ထဲမှာတော့ဒီမျိုးစေ့ကအချိန်တန်ရင်အလိုလိုပေါက်မှာပဲလို့တွေးနေပါတယ်။လအနှဲငယ်ကြာသွားတဲ့အခါမှာတော့ဦးလေးမြရဲ့ခြံထဲမှာအပင်တွေကအသီးတွေဝေစာလို့နေပါပြီ။ဖိုးသားရဲ့အိုးထဲမှာတော့အပင်ကတေးလူနီးပါးညှိုးနှွမ်းနေပါတယ်။ဒါကိုမြင်တဲ့ဖိုးသားကဝမ်းနည်းစွာနဲ့ဟာဦးလေးမြရဲ့အပင်ကအသီးတွေအများကြီးပဲကျွန်တော်အပင်ကဘာလို့တေသွားရတာလဲလို့မေးပါတယ်။ဦးလေးမြကမျိုးစေ့ကောင်းယုံနဲ့မပြီးဘူးဖိုးသားဂယုဆိုင်မှုစ조사မှုနဲ့စိတ်ရှည်မှုဆိုတဲ့ရေလောင်းပေးဖို့လဲလိုတယ်လေအလုံးမလုံးပဲအတီးပွေလိုခြင်းလို့ဘယ်ရမလဲလို့အဖြေပေးလိုက်ပါတယ်ဖိုးသားဟာသူ့ရဲ့အမားကိုနောင်တရသွားပြီးအဲ့ဒီနေ့ကစလို့ဦးလေးမြစီမှာစိုက်ပျိုးနည်းတွေကိုစ조사သင်ယူပါတော့တယ်ဘဝမှာဘယ်အရာမှအလကားမရပါဘူးမိမိစိုက်ပျိုးတဲ့စ조사မှုအတိုင်းသာအောင်မြင်မှုကိုပြန်လည်ရရှိမှာဖြစ်ပါတယ်